Hello,အားလုံးမင်္ဂလာပါရှင်။ကဲအားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့မနင်းနဲ့ပေါ့နော် Star Secret Korea ရဲ့ပေါ့နော်ဒီ brand နဲ့လာပြီးတော့ပေါ့နော်တွေ့ဆုံကြတဲ့နေ့လေးပဲဖြစ်ပါတယ်ရှင်။ကဲအားလုံးပဲမင်္ဂလာပါ။အခုတော့အကုန်လုံးကလည်းတော်တော်များများလည်းမေးနေကြတာပေါ့နော်။မနင်းကလှလာတယ်အရန်ကိုကြားရလွန်အားကြီးလို့ပေါ့နော်ဒီနေ့မှလည်းပျော်နေတာပေါ့ PD ကြီးလည်းဖြစ်နေအဲ့တော့မနေ့ကဘာတွေလုပ်လဲဆိုပြီးမေးကြတယ်အခုနောက်ပိုင်းမနေ့ရဲ့ skin လေးကလည်းအရန်ကောင်းလာတယ်ဆိုတော့ဒီနေ့ကမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဒီနေ့ကတော့ Imminent Snake ကဲပေါ့နော်မပေးစဖူးမနင်းတို့နဲ့တွေ့ဆုံတဲ့နေ့လေးမှာ promotion တွေအများကြီးပဲပေးရမှာပေးမှာဖြစ်တဲ့အတွက်ပေါ့နော်မနင်းတို့အရန်အဆင်ပြေပါတယ်ရှင်ဆက်ပြောဆက်ပြောဆိုတော့မနေ့တို့ဒီနေ့ပေါ့နော်ဒီ Inverness ကနေပြီးတော့မနေ့တို့ဒီနေ့ promotion က3မျိုးတည်းနဲ့လုံလောက်တဲ့ပေါ့နော်ကိုပေးသွားမှာဖြစ်တဲ့အတွက်ဒါသုံးဆွဲသူတွေအတွက်ကတော့ဒီနေ့အတွက်ကတော့လုံးဝအမိုက်စားနေပဲအဲ့တော့ဘာလေးတွေကိုပေးသွားမှာလဲဘယ်လိုမျိုးလေးလဲဆိုတာကိုမနေ့ကတခါလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင် Hello မင်္ဂလာပါကြတော့မနေ့ဖုန်းလေးနဲ့ကြည့်လိုက်အောင်ပေါ့နော်မေးလို့မေးချင်တဲ့အရာလေးတွေရှိရဆိုလို့ရှိရင်လည်းမေးလို့ရတယ်အဲ့ဒီအပြင်မှာမနေ့တို့ကဒီပေါ့နော် Star Secret ကမနေ့တို့ကိုရီးယားမှာလည်းအရန်နာမည်ကြီးနေတဲ့ brand ပေါ့နော်အဲ့တော့မနေ့တို့မြန်မာပြည်ကိုရောက်ရှိလို့လည်းလာခဲ့ပြီအဲ့ဒီအပြင်ကိုမှအသေးတို့အနေနဲ့ skin care နဲ့ပတ်သက်လာလို့ရှိရင်တကယ့်ကို moisture အပြည့်နဲ့ပေါ့နော်သုံးဆွဲလို့ရအောင်ရောပြီးတော့မနေ့တို့ဒါအရှိပေါ့နော်ဒီအာရှဒီမနေ့တို့ရဲ့ရာသီဥတုဆိုပူတဲ့ပိုင်းလေးထဲမှာပါတယ်အဲ့တော့ဒီအာရှကအမျိုးသမီးတွေအတွက်လည်းတင့်တော်တဲ့အရာလေးတွေပေါ့နော်ဒီထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်စိတ်ချယုံကြည်စွာနဲ့သုံးလို့ရတယ်အဲ့ဒီအပြင်မှာမနေ့တို့ကထိုင်းမှာလည်းရှိတယ်ဒီဟာကပြီးတော့ကိုရီးယားမှာလည်းရှိတယ်အဲ့ဒီအပြင်မှာမြန်မာပြည်မှာလည်းအခုရောက်ရှိလို့လာပြီပေါ့နော်မြန်မာပြည်မှာလည်းရောက်တဲ့ပြင်မှာ तू ကထိုင်း FDA ကိုရီးယား FDA အဲ့ဒီပြင်မှာဒီမြန်မာ FDA ပါရပြီးသားဖြစ်တဲ့အတွက်စိတ်ချယုံကြည်စွာနဲ့သုံးလို့ရပါတယ်ရှင် skin care တစ်မျိုးကိုသုံးမယ်ဆိုလို့ရှိရင်တော့မနုဒီအချက်လက်ကလေးတွေကလိုအပ်တယ်ပေါ့နော်အဲ့ဒီပြင်မှာသုံးဆွဲသူတွေအတွက်ကိုလည်းဒါကကိုကဒါအဆင်ပြေရဲ့လားကိုအသားရည်နဲ့လိုက်ရဲ့လားကိုအသားရည်အတွက်အဆင်ပြေရဲ့လားဆိုတာလေးကလည်းဒါလိုအပ်တယ်ပေါ့နော်အဲ့တော့မနုဒီနေ့မနေ့ရဲ့ဒါကိုပိုင်ကိုတွေ့ပေါ့နော်အတွေ့အကြုံလေးနဲ့ဖလှယ်ပေးသွားမှာဖြစ်တယ်ဒီနေ့ဆိုရင်လည်းစိုးထားတဲ့နှခမ်းဒီလေးဆိုလို့ရှိရင်လည်းဒါမနု Star Secret ကပေါ့နော်ဒီနှခမ်းဒီလေးတခြား brand လေးဒီနေ့အများကြီးပဲအမျိုးပေါင်းမှာအများကြီးပဲ promotion ပေးသွားမှာဆိုတော့ဒီနေ့ကိုလက်မလွတ်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်အဲ့ဒီပြင်ကိုမှမနေ့ရဲ့အတွေ့အကြုံလေးနဲ့လည်းအကုန်လုံးပြပေးသွားမယ်ပြီးကိုယ်တိုင်လည်းမနေ့တို့ဒါပေါ့နော်အကုန်လုံးပေါ့နော်လိမ့်ပြပေးသွားမယ်ကိုယ်တိုင်လည်းမနေ့တို့စမ်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ကဲအဲ့တော့မနေ့ကခဏလေးနော်ဒါလေးကြည့်လိုက်အောင်မယ်ကဲ comment လေးတွေမေးချင်တဲ့ဟာလေးတွေရှိလို့ရှိရင်လည်းမနေ့လေးတို့အခုဒါ live sale ထဲမှာပေါ့နော်မေးလို့ရပါတယ်ရှင်မမတို့မင်္ဂလာပါကဲအဲ့တော့မနေ့တို့ဒီနေ့ချစ်မရေးတဲ့ကဲမင်္ဂလာပါရှင်ကိုညမလေးတွေเนาะအဲ့တော့မနေ့လေးတို့ကမရေးတဲ့အသားရည်နဲ့ပတ်သက်လာလို့ရှိရင်ဒီလိုမျိုးကြည်တင်းဂလိုးဖို့အတွက်ဆိုလို့ရှိရင်တော့လုံးဝအမတို့เนาะဒါ Inverness ကနော်လုံးဝမမတို့တစ်ဆက်စာလောက်ကတော့စောင့်ထားတဲ့နယ်လို့ပြောမယ်ပြီးတော့ဒီနေ့ promotion ကလည်းမနင်းလေးတို့နဲ့တွေ့တဲ့ promotion ပြီးတော့မနင်းရဲ့အသားကြီးကတိတတာလေးပေါ့နော်ပြောင်းလဲသွားတာဖြစ်တဲ့အတွက်သူတို့ကမနင်းနဲ့ပေါ့နော် coplet လုပ်မယ်ဒီဟာလေးကိုမနင်းရဲ့ချက်ရတဲ့မိဘပြည်သူတွေ customer တွေကိုပြောပြပေးအဲ့ဒါပြီးသွားလို့ရှိရင်သူတို့က promotion ကိုလုံးဝ share ပေးမယ်ပြီး skin care ကိုအခုမှစပြီးတော့သုံးမဲ့သူတွေအတွက်ကိုလည်းလုံးဝကို့အသေးလေးတို့နော်ဒီပြောမယ်ဆိုရင် brand ကောင်းကိုသုံးမျိုးပေါင်းကိုမတို့မျှော်လင့်မထားတဲ့ဈေးလေးနဲ့ပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ तू ကဘာနဲ့လုပ်ထားရလဲဆိုတော့ तू ကဗီတာမင် C ရဲ့ niacinamide ပေါ့နော်အဲ့ဒါလေးနဲ့ तू ကအချိုးကျလေးတေချာထုတ်လုပ်ပေးထားတာဖြစ်တယ်အဲ့ဒီအပြင်မှာ तू ကဘာရှိသေးလဲဆိုရင်ဒီနေ့မနေ့လေးတို့ sensitive သမားတွေပါသုံးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုမနေ့တို့ကတစ်ချက်ကလေးပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟဲ့ရင့်နေကုဆိုပြီးဆိုကဲအားပေးကြပါအောင်နဲ့အားမပေးခင်ဇာတ်ကြားလေးပါမင်းတို့ပြောပြစရာလေးတွေလည်းရှိသေးတယ်မမတို့သိချင်တဲ့ဟာလေးတွေရှိရင်မေးလို့ရတယ်အဲ့ဒီပြင်မှာမနီးလေးတို့ဒါကGoogle မှာပေါ့နော်ရှာမယ်ဆိုလို့ရှိရင်လည်းမနီးလေးတို့ဒါ Star Secret ပေါ့နော် Star Secret ကရှာလို့ရတယ်ဒါလေးကတော့မနီးလေးတို့ project အသစ်ထွက်လာတဲ့ဟာလေးပေါ့နော်ဒီproject အသစ်ထွက်လာတာဘာလေးတွေလဲတဲ့ကဲအဲ့တော့မနီးလေးတို့တိုနာရယ်ပြီးသွားလို့ရှိရင်ဒီမှာပေါ့နော်မနီးလေးတို့စီရန်လို့လည်းပြောလို့ရတယ်ပြီးတော့ဒါပါညီမလေးဒါကိုနောက်တစ်မျိုးဘယ်လိုခေါ်တာအမ်ပိုနော်အမ်ပိုလို့လည်းပြောလို့ရတယ်ပြီးတော့နောက်တစ်ခုက cream ပေါ့နော် cream ပေါ့အဲ့ဒါလေးရှိမယ်၃မျိုးဆက်ကလေးပေါ့အဲ့ဒီ၃မျိုးဆက်ကလေးပါမနေ့ဆိုမေးတယ်အရန်ကြိုင်လုံးဝကြည့်လို့ညီမလေးတို့ဒီဟာလို့lotion တွေဘာတွေရောမထွက်ဘူးလားဆိုပြီးတော့မေးတယ်ညီမ